ဒီမိကုန်းလေးကတော့38ဖြာမင်္ဂလာထဲမှာပူဇာစပူဇာနီယာနဲ့ဂါရောစနိဝတောစစသဖြင့်ပူဇော်ထိုက်သူပူဇော်ခြင်းယူစီထိုက်သူယူစီခြင်းလို့မြတ်စွာဘုရားဟောထားပါတယ်အဲ့တော့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့တကူကြီးရဲ့နတ်တွေဘိုးတော်တွေတခြားဘာသာဝင်ကဂုံအရှိန်ဝါကြီးမားတဲ့ပုံကိုယ်တွေကိုပူဇော်သင့်ပါသလားအဲ့လိုပူဇော်ပါကလည်းတရဏဂုံပြတ်စီပါသလားသူကပူဇာစပူဇနီယနံလို့ဆိုတဲ့အထိပ္ပယ်ကသူကအဓိကသီလနဲ့ကိုချင်းတရားကိုဥတည်ပြောတဲ့ဟာတင်ပါဗျာယာရုကြီးလို့ပူဇော်တာတို့ဝေကြီးချမ်းသာလို့ပူဇော်တာဒါလုံးများဖို့မဆိုလို့တင်ပါဗျာလူအတိုင်းဝိုင်းထဲမှာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေတင်ပါဗျာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေတဏီသားသမီးတွေနဲ့ပြောမှဆိုရင်မိဘကျေးဇူးရှိတယ်မှန်ပါဗျာကျေးဇူးရှိတာခေါင်းကလူပြည်ကိုလာခွင့်ပြုတဲ့ကျေးဇူးပဲမှန်ပါဗျာကိုကျွေးပွေးစားဆောင်ရတဲ့ကျေးဇူးအဲကြောင့်ပူဇော်လိုက်တယ်မှန်ပါဗျာကိုချင်းသီလကောင်းတဲ့ပုဂ္ဂိုလ်တွေပူဇော်လိုက်တယ်ကိုချင်းသီလနဲ့ပူဇော်တာအဲ့ဒီလိုဟာမျိုးဆုံးလို့တယ်ခုနနတ်တွေတို့ဘိုးတော်တွေတို့ဘာလို့ဆိုတာသူကသူတကိုးကြီးချင်းကြီးမကြီးချင်းနေသူတို့ကပူဇော်လိုက်တယ်ဆိုတဲ့မှာမပါဘူးသူတို့အနေနဲ့တကိုးကြီးပြီးတော့သူတို့ကိုယ်တိုင်ရောကိုချင်းသီလကောင်းနေရောပူဇော်သင့်ပါလားရှင်ဗျာအဲ့ဒါလည်းသူကသူတကိုးကြီးတာသူကသူဟိုတည်းဖြစ်တာပူဇော်လိုက်တဲ့အထက်မှာတော့သူတို့မပါဘူးတင်ပါဗျာအဲဆိုလူတွေနဲ့ဆက်ဆက်ပြီးကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေကိုသာအဓိကထားတာဟုတ်သီလကိုပူဇော်တယ်တမာရီကိုပူဇော်တယ်ပညာကိုပူဇော်တယ်မြတ်စွာဘုရားကိုပူဇော်တယ်ဆိုတာကြည့်ပါလားခုံတော်တွေနဲ့ဓာတ်တွေရှိလို့ပူဇော်တာလေမှန်ပါဗျာပုဂ္ဂိုလ်အနေနဲ့ပူဇော်တာမဟုတ်မှန်ပါဗျာခါရောစနိဝဒောစဆိုတာကတော့ကိုယ်ရဲ့ကြီးတဲ့ပုဂ္ဂိုလ်အားစပြီးတော့သူကမမနာမထားပဲဟို respect ပေးနိုင်တာပေါ့မှန်ပါဗျာလူယူသေးဘူးယဉ်ကျေးမှုပုဂ္ဂိုလ်ဆိုရင်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဆိုတာကိုလေးစားမဲ့ပုဂ္ဂိုလ်တွေကိုအလုံး respect ပေးနိုင်တာဆိုလို့ရပေါ့နော်မှန်ပါဗျာကိုယ့်ရဲ့မမနာကြီးမထားဘူးလူကမမနာပါတော့ဆိုဒေါသဖြစ်ရင်လည်းမမနာရှိတတ်တယ်မှန်ပါပစ္စည်းဥစ္စာချမ်းသာရင်လည်းမမနာရှိတတ်တယ်မှန်ပါဗျာပညာတတ်ရင်လည်းမမနာရှိတတ်တယ်ရှားထူးကြည့်ရင်လည်းမမနာရှိတတ်တယ်မှန်ပါအဲ့ဒါကြောင့်ကိုယ့်ရဲ့ကိုယ်သိက္ခာကြီးမားတဲ့ပုဂ္ဂိုလ်တွေပူဇော်လိုက်တဲ့ပုဂ္ဂိုလ်တွေကိုယူသိလိုက်တဲ့ပုဂ္ဂိုလ်တွေကိုမယူမသိဖြစ်တာမာနကြောင့်ဖြစ်တာမှန်ပါဗျာအဲ့ဒီမာနကိုချိုးနှိမ်ခြင်းသာလည်းဖြစ်တယ်မှန်ပါဗျာမှန်ပါတကိုးကြီးနတ်တွေပူဇော်တာသူကဖျားတဲ့တကိုးကြီးတာမရှိသည့်အတွက်ကြောင့်မှန်ပါဖျားကိုပူဇော်ပြီးတဲ့ပုဂ္ဂိုလ်တရားဟောတကိုးကြီးနတ်တွေကိုပူဇော်တယ်ဆိုတာဒီပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကမိတ်ဆွေတယောက်အနေနဲ့ပန်းရည်ချမ်းပေးတာတို့ဒီလိုဟာမျိုးဒီလောက်အဓိပ္ပာယ်မရဘူးသူကနော်တင်ပါဗျာကိုယ့်ပေါ်မှာယေရှုရှိရင်ကတော့ယေရှုတရားကိုတုံးဆက်တဲ့အနေနဲ့ပူဇော်တယ်ဆိုတဲ့အဓိပ္ပာယ်ကသူကဒီရှ िख ိုးဝါချခြင်းနဲ့အဓိပ္ပာယ်မဟုတ်ဘူးသူကသူပစ္စည်းပေးတာလေပူဇော်တယ်လို့ခေါ်တာမှန်ပါရှ िख ိုးတိုက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုယ့်ရဲ့သီလအသက်တိတ်ခါကောင်းမှကြီးတဲ့ပုဂ္ဂိုလ်တွေကိုဆိုလိုတယ်သူကကြီးတဲ့ပုဂ္ဂိုလ်ကငယ်တဲ့လူကိုရှ िख ိုးတယ်ဆိုတာသီလနဲ့ရှ िख ိုးတာမှန်ပါဗျာမှန်ပါကြီးတဲ့လူကိုငယ်တဲ့လူကရှ िख ိုးတယ်ဒါသဘာဝအရှ िख ိုးတာမှန်ပါဗျာသူ့ရဲ့အသက်ကြီးမှုကိုအကြောင်းပြုပြီးရှ िख ိုးတာမှန်ပါဘယ်သူပဲဖြစ်ဖြစ်ဘိုးတော်ပဲဖြစ်ဖြစ်ဘွားတော်ပဲဖြစ်ဖြစ်ကိုယ်ပေါ်လဲကျေးဇူးရှိတယ်သူ့ရဲ့ဂုဏ်သိက္ခာတွေလည်းရှိတယ်ဆိုရင်တော့လူလိုပူဇော်တာလေးစားတာတော့ဟိုလိုကိုးကွယ်တာမဟုတ်ရင်တော့မမှားပါဘူးဒါတော့မှန်ပါ mutual respect ဆိုတာရှိတာပေါ့နော်အဲ့တော့တရဏဂုံဖြစ်ပါစေလားဆိုသူတို့ကိုဖះနဲ့တန်းတူထားလိုက်ပြီးဖះကိုးကွယ်တယ်လို့ကိုးကွယ်ရင်တော့ဖះမှတပါကိုယ်ကရည်ရွယ်ထားတာရသော်ဘုရားသီတာလည်းကိုးကွယ်ရတရားသီတာလည်းကိုးကွယ်ရသံဃာသီတာလည်းကိုးကွယ်ရဆိုပြီးသူတို့ဘုရားနဲ့တရားနဲ့လို့စိတ်ထဲကထည့်မယ်ဆိုရင်တော့တရဏဂုံဟာပေါ့ပြတ်သွားတယ်ပေါ့ပြတ်တယ်ဆိုတော့ကိုယ်စိတ်ထဲမှာနေမဲ့ဒီစိတ်ဓာတ်ချင်းကမတူတော့ဘူးလေမှန်ပါဗျာမှန်ပါဗျာ